Hello အခု1000ကိုက verify ဖြစ်ပြီးပြီကို1000ကိုရှိပြီဆိုရင်သူ့ကိုဘယ်လိုတုံးလဲ transfer ဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော်ဒီနေ့ video နည်းနည်းလေးလုပ်ပေးလိုက်ပါတယ်ဒီမှာ transfer နေပြီးတာနဲ့ send ကိုနေမယ်နောက်ပြီးတော့ဒါကအခုကျွန်တော်တို့တွင်းအောင်လဲတုံးလို့ရတယ်ဒါပြီးနောက်ပြီးဒီမှာကျွန်တော်တို့ Insta ပေးမှာ Central လို့သူဖုန်းနံပါတ်တော့မဟုတ်ဘူးသူရဲ့နာမည်ကို contact number CPB ဆိုရင်သူရဲ့ contact number ကိုကျွန်တော်တို့မှထားတဲ့နာမည်နဲ့ရိုက်ထည့်ပြီးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်တကယ်လို့ contact number မရှိသေးဘူးဖုန်းနံပါတ်ရိုက်လည်းရတယ်သူက 1000ကို CPB verify လုပ်ပြီးပြီဆိုရင်သူဖုန်းနံပါတ်ရိုက်ထည့်လိုက်လို့ဆိုရင်သူအလိုလိုနဲ့သူနာမည်ပေါ်လာလိမ့်မယ်လွယ်တာလဲလောက်တာလဲလွယ်တယ်ပေါ့နော်သူက Messenger Insta ပေးတယ်မတိမ်မရင်ပဲသူကဖုန်းနံပါတ်ပဲဖြစ်ဖြစ်နာမည်ပဲဖြစ်ဖြစ်ရိုက်ပေးလိုက်တာတဲ့ဒီလိုမျိုးတန်းပေါ်လာတယ်နောက်ပြီးကျွန်တော်ဒီကနေအမောင်းကနေကျွန်တော်ရိုက်လွယ်မဲ့ပမာဏရိုက်ထည့်ပေးလို့ရတယ်ပေါ့နော်အခုကျွန်တော်ဒီကနေစမ်းတဲ့သဘောနဲ့အစမ်းသဘောနဲ့ကျွန်တော်ချက်ရိုက်ထည့်ပေးလိုက်ပါတယ်ဒီမှာကျွန်တော်ဘာဖြစ်လို့ငွေလွှဲလဲဆိုအကြောင်းပြချက်ရေးရတာပေါ့နော်ကျွန်တော်ဒီကအစမ်းဆိုတော့ keep လို့ရေးလိုက်တယ်ဒါနဲ့မှာ confirm transfer နေလိုက်လို့ရှိရင်ခဏလေးစောင့်ဒါပြီးတာနဲ့တော့ခဏလေးနဲ့ရတော့ line ကောင်းတဲ့ခဏလေးနဲ့စင်ပြေသွားတယ်ဒီလိုဆိုလွယ်ပြီးပြီဆိုအရင်လွယ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ပို့တဲ့ပတ်စံဟိုဘက်မှာရောက်ပြီးပြီဆိုပြီးပါပြီဒီလိုပါပဲနော်ငွေလွှဲတာလည်းလွယ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်